အလွမ်းအရက်ကရေးတဲ့စာတယောက်ပြုံးတယောက်ကြည့်ရင်တဖွားဖွားပြောရမယ့်စကားတွေကိုမက်ဆေ့ဘောက်ကနေအသက်မဲ့တယ်လို့ပို့လွတ်နေရတယ်ကဘာကြီးရဲ့ဘယ်အချမ်းမှာမင်းကနေပြီးကဘာကြီးရဲ့ဘယ်အချမ်းမှာငါကရှိနေတာလဲအတွေးကမဆုံးဘူးတယောက်လက်ဖွားတယောက်ထွေးထားရမယ့်အချိန်မှာတယောက်နဲ့တယောက်ဟာဒဇိမ့်တွေလိုဝေးလို့လွမ်းတဲ့အကြောင်းတွေပြောလဲအသက်မပါဘူးဆွေးတဲ့အကြောင်းတွေကြားရတာလဲမလက်ဆက်ဘူးအေးဆက်နေတဲ့ထမင်းခဲတွေကိုတယောက်တည်းမျိုးချရတဲ့နေမျိုးဆိုအလွမ်းဟာခါခါတီတီနေတဖွဲဖွဲကြားနေတဲ့နှင်းတွေတဲ့စပိန်တစည်းကိုအဖော်ပြရင်းအလွမ်းနေနဲ့မတွေ့အောင်ကွေ့ရှောင်းနေရတယ်ဒီမှာဘီယာတွေလည်းအရင်လိုမမူးတော့ဘူးအရက်တွေလည်းအရင်လိုမတောက်တော့ဘူးလိမ်မာပါပြီအရင်တရိယာလာတဲ့အခါဟန်ထူးလူရဲ့တရိယာအလားတချင်းကိုနားထောင်ပြီးအရန်လန်းလာတဲ့အခါတိတ်တဆိတ်ချိန်ကိုလေးရှိပါတယ်ကိုလိုမဟုတ်တဲ့လူတွေနဲ့မတွေ့ဖို့ဆူတောင်းပြီးသူလိုမဟုတ်တဲ့ကိုကိုလည်းမတွေ့ကြပါစေနဲ့လို့ဆူတောင်းပေးထားတယ်ဖះရှိခိုးတယ်စာရေးတယ်မိကောင်းဆွေကောင်းတွေနဲ့စကားဆိုတယ်တိတ်လွမ်းလာရင်တော့offline ဖြစ်နေတဲ့မင်းနံပါတ်ကိုစာရီတိုင်းတိုင်းပြစ်လွတ်နေမိတာပါပဲခွင့်လွတ်နေလိမ့်မယ်ထင်ပါရဲ့လူကာ